အာနာသိန်းစစ်ကော်မရှင်မှလက်ရှိတွင်ပြုတ်လို့နေသောပြုတ်လို့ရန်ကျူဆနေသောအတူအယောင်ရက်ကုပြုများသည်ပြည်သူဆန္ဒကိုမထင်ဟပ်နိုင်သလိုလွတ်လပ်မှုတန်းတူမှုတရားမျှတမှုတို့ကိုလည်းအာမခံချက်မပေးနိုင်ပါဘူးပြည်သူပိတတဲ့နိုင်ငံသားကောင်းပိတတဲ့လူတွေမိဘပိတတဲ့လူတွေခေါင်းဆောင်ပိတတဲ့လူတွေနော်လူကြီးပိတတဲ့လူတွေကအာနာစင်ရောက်มาတာကိုဘယ်သူမှအလကားထိုင်မကြည့်ဘူးငါတို့မင်္ဂလာပါဒီနေ့ဇန်နဝါရီလ9ရက်နေ့မှာရရှိထားတဲ့သတင်းလေးတွေနဲ့ပေါ့နော်စမယ်ဆိုရင်ကရင်ပြည်နယ်ရွှေကုတ်ကိုဒေသမှာဝင်ရောက်တက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဟာကရင်အမျိုးသားတပ်မတော် KNA ရဲ့ဖိအားပေးမှုကြောင့်ရွှေကုတ်ကိုဒေသအတွင်းကနေပြီးတော့မြဝတီကိုပြန်လည်ထွက်ခွာခဲ့ရပြီးရွှေကုတ်ကိုဒေသထဲမှာ KNA တပ်လုံခြုံရေးအရေးပေါ်တက်လှန့်ထားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ထံမှသိရပါတယ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ NUG ယာယီသမ္မတရဲ့လွန်ငင်းချမ်းသာခွင့်အမိန့်ဖြင့်မုံရွာမြို့နယ်မှာအကျဉ်းသား3ဦးကိုပြန်လည်လွှတ်ပေးလိုက်ပြီးအကျဉ်းသားအကျဉ်းသူများကိုပြည်ထံ3ပုံတပုံလျှော့ချပေးတယ်လို့ကျွန်တော်တို့သိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းအောင်လံမြို့နယ်ခရိုင်ပညာရေးမှုရုံးမှနန်းစီရန်စီရီမိုးထေးခိုင်ကိုမူရစ်စေဝါများနဲ့အတူဖမ်းမိခဲ့ကြောင်းတရက်ခရိုင်အမတ်နဲ့တရင်မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ရန်ကုန်ခေတ်ကတင်တဲ့သတင်းမှာ credit ပေးပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန် MNDAA ထိန်းချုပ်ထားတဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိမ်းမှတစ်ဆင့်တရုတ်နိုင်ငံတို့နေ့စဉ်ကုန်ကား200ကျော်ကုန်သွယ်နေပြီးကုန်စည်စီးဆင်းမှုမြင့်တက်နေကြောင်း MNDAA ကိုကန်ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဒါတော့ကျွန်တော်တို့ဒီနေ့9ရက်နေ့မှာရရှိထားတဲ့သတင်းလေးတွေပေါ့နော်စူးစီးကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်နောက်ထပ်အနောက်မှာတော့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေဖြစ်ပါတယ်ကျွန်တော်နဲ့အတူအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်2026ခုနှစ်တည်ပြည်သူ့အင်အားကိုအဓိကထား၍တော်လှန်ရေးကိုပုံမီမြန်ဆန်စွာရှေ့ဆက်တိုက်ပွဲရမယ်နှစ်တစ်နှစ်အဖြစ်ပုံဖော်ကြမှာဖြစ်ပါတယ်ပြည်သူ့အင်အားသည်အနာဂတ်ကိုပြောင်းလဲစေနိုင်သောအဓိကအင်အားဖြစ်တယ်ထိုအင်အားကိုစုစည်းအသုံးပြုကာတော်လှန်ရေးကိုအရှိန်မြင့်တင်သွားကြမှာဖြစ်တယ်ချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူများခင်ဗျာအာနာသိန်းစစ်ကော်မရှင်မှလက်ရှိတွင်ပြုတ်လို့နေသောပြုတ်လို့ရန်ကျူဆနေသောအတူအယောင်ရက်ကုပြုများသည်ပြည်သူဆန္ဒကိုမထင်ဟပ်နိုင်သလိုလွတ်လပ်မှုတန်းတူမှုတရားမျှတမှုတို့ကိုလည်းအာမခံချက်မပေးနိုင်ပါဘူးအမှန်တကယ်လွတ်လပ်ပြီးတရားမျှတသောရက်ကုပွဲတည်းသည်ပြည်သူအခွင့်အရေးများကိုကာကွယ်ပေးနိုင်သောနိုင်ငံရေးဝန်ကျင်လွတ်လပ်သောမီဒီယာနဲ့ပြည်သူအားလုံးပါဝင်နိုင်သည့်အခြေအနေမျိုးမရှိဘဲမဖြစ်နိုင်သည့်အတွက်စစ်ကောင်စီအတူရောင်နိုင်ငံရေးလုပ်ငန်းစဉ်များကိုလက်ခံလို့မရပါဘူးထို့ကြောင့်ထပ်ပေါ်လာမည့်ရုပ်ကပွဲရလဒ်ကိုလက်မခံနိုင်တဲ့ကဲ့သို့2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့တွင်ချင်းပြည်ချင်းလန်းကောင်စီမှပြဋ္ဌာန်းခဲ့သောအကြံဖက်စစ်ကောင်စီအတူရောင်ရုပ်ကပွဲဆန့်ကျင်တားဆီးနဲ့ပြည်သူအခွင့်အရေးကာကွယ်ရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းအရာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်ပြည်သူလူထုတရက်လုံးအနေနဲ့ရွက်ကုတ်ပွဲကိုဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ရွက်ကုတ်ပွဲရလပေါ်ပူပေါင်းဆောင်ရွက်မှုမပြုလုပ်ကြဖို့တိုက်တွန်းလိုပါတယ်ချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူများခင်ဗျာချင်းမျိုးသားညီဦးရီဒီဆောက်ရည်အတွက်ညီညွတ်မှသာချင်းအနာကဒီမြဲမီဆိုတဲ့ဆောင်ပုတ်ကိုကန်ဆွဲလက်ချင်းလူမျိုးတိုင်းချင်းဖွဲ့စည်းတိုင်းယုံကြည်မှုဖြင့်အတူတကွလက်တွဲဆောင်ရွက်ရန်လိုအပ်လေရှိပါတယ်2026ခုနှစ်သည်စီလုံးညီညွတ်မှုအောင်မြင်မှုနဲ့ငင်းချရေးတည်ဆောက်နိုင်သောနှစ်သက်မင်္ဂလာဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နေကုံချောပါတယ်။လုံးမထက်ရစီတွေကွာရိတ်ခါမရှိလို့ရှိရင်ငါပဲနော်အခုရွာထဲကိုငါ့ကိုသွားဟိုင်းနေတယောက်ခေကွာရွာထဲတော့ရောက်ပါမလားမသိဘူးကွာတက်ခွဲလောက်ဆိုရင်နည်းနည်းတော့သေးတယ်အေးတက်ခွဲဆိုလေသူတို့ဘယ်ပေးသွားရဲမှလည်းလက်နဲ့ခရင်အပြည့်စုံနေဆိုလို့ရှိရင်လည်းငါတို့တွေအလင်းဝင်မယ်ဆိုတော့သူတို့သိနေတာပဲအဲ့ဒါကြောင့်မို့ဖြစ်မယ်အခုလက်နဲ့ခဲရင်းလည်းမပါဘာတစ်ခုမှမပါငါတယောက်တည်းရွာထိတ်တော့ရောက်ပါမလားကွာဘာဖြစ်အထက်ရာစီကခိုင်းနေဆိုတော့လေသွားမှာပဲကွာငါမှမတော်ဘူးကွာတော်တဲ့ဖြတ်သွားမယ်ကွာငါလုံးမထက်ရစီတွေကွာသူတို့ကြတော့လေမဝင်ရဲရွာတွေကိုငါ့ကိုသွားခိုင်းနေတယောက်ခေမလေးငါရွာထဲတော့ရောက်ပါမလားကွာပြည်သူနဲ့တွေ့ရင်ပြေးရမယ်လေတူပါတယ်ရိတ်ခါတော့ရမယ်
ပုံတော့မပေါ့ဘူးကွာဟာငါလိုလိုပဲ 喂，食ခွေ来， ပပကြီးမေးလို့ရေကဲပါဦးလို့ လူတက်တယ်ဓမြတိုက်တယ်ပတ်စုပတ်ဆက်ခိုးဆိုလူရက်တယ်အစိုးရလုပ်ပြီးနိုင်ငံကိုရောပြည်သူကိုပါရောင်းစားကြုံစားသွင်းဖို့ကြံနေတဲ့မအေလို့တခိုးဓမြအဖွဲ့တွေပြောတော့ဒီမိုကရေစီတဲ့လောက်တော့ရွေးကောက်ပွဲဝေဖန်ရင်ထောင်တန်းမဲမထက်ရင်ထောင်တန်းမထောက်ခံရင်ထောင်တန်းဟမ်ပြီးတော့ဗလဲပန်းပန်ရင်လဲထောင်တန်းပန်းကန်ရင်လဲထောင်တန်းပါစားဟိုင်းရင်ထောင်တန်း like share ပေးရင်လဲထောင်တန်းတို့ပြည်သူတွေကိုဒဏ်တွေပေးတာများလို့မတောင်မမမိနိုင်ဘူးနော်အများကြီးပဲကြံနေသေးတယ်နော်ပြည်သူအပေါ်ဒဏ်ပေးတရုံနဲ့အစိုးရလောက်အောင်မဲတဲ့မအေလို့မင်းအောင်လိုက်ကစောက်ဆက်တရားမရှိအစိုးရလောက်ပြီးဒုက္ခပေးမဲ့အစားနိမိမတူတူခေါ်ကိုလေထိုင်လုံနေရင်တောင်ပြည်သူအတွက်အကျိုးစီအောင်မဲ့မအေလို့ရဲ့ဒီလိုအောက်တန်းစားကိုင်းစတာအမျိုးရုပ်တွေလောက်တဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လူတွေထောက်ခံတဲ့ကရင် BGF တစ္ဆာဖောက်လောက်ကောင် DKBA တွေအားလုံးပေါ့နော်ကျန်တဲ့နိုင်ငံတွေစီရင်လဲအဲ့ဒီမအေလို့နဲ့အတူတူမအေလို့တွေပဲလို့ငါတို့ပြည်သူကတတ်မှတ်မယ်အဲ့လိုမျိုးငါပြောလိုက်လို့မိတို့ဆိုင်ကုန်မြေလေးဘောမတွေကမိတို့တွေကစန့်ကျင်နေတာကိုမိတို့တွေကပစမမတိတ်တာမိတို့တွေကငိမ်မမငိမ်ခံတာအဘကလောက်ရတာပေါ့အဘကကျဲရတာပေါ့အဘကဒဏ်ပေးရတာပေါ့ဟေးငါတို့အဖေမေငါတို့မွေးလာတာလေချီနဲ့ကြွေးတာမဟုတ်ဘူးထမင်းနဲ့ကြွေးတာနော်အုံနောက်အပြေဝပါလာတယ်လူစိတ်အပြေဝပါလာတယ်နော်အဖေမေမွေးလာတဲ့နောက်ပိုင်းမှာငါတို့အဖေများငါတို့ကိုဒီမျိုးမဆောင်မရဘူးနော်အာနာယူရောက်မှတဲ့အချိန်အာနာယူကိုမတရားနှိပ်စက်အနိုင်ကျင်းလို့စီရင်အလကားထိုင်ကြည့်ပါငြိမ်ခံပါဆိုတာငါတို့အဖေမေငါတို့မဆောင်မရဘူးနော်ငါတို့ပြောထားမယ်နော်ပြည်သူပီတာတဲ့နိုင်ငံသားကောင်းပီတာတဲ့လူတွေမိဘပီတာတဲ့လူတွေခေါင်းဆောင်ပီတာတဲ့လူတွေနော်လူကြီးပီတာတဲ့လူတွေကအာနာစင်ရောက်မှတာကိုဘယ်သူမှအလကားထိုင်မကြည့်ဘူးငါတို့လိုမိဘတွေလူကြီးတွေနော်နိုင်ငံသားတွေကဒီမျိုးဆက်တဲ့အတွက်ငါတို့မလုပ်ပေးလို့ရှိရင်မအေလို့တွေကဒီထက်ရက်ဆက်မယ်ရောက်မှာမယ်နိုင်ငံကိုအောက်ချောက်ချင်တယ်လို့အောက်ချောက်မယ်ပြည်သူကိုတတ်ချင်တယ်လို့တတ်မယ်အနာဂတ်ကိုဖျက်ဆီးချင်မျိုးဖျက်ဆီးမယ်ငါတို့လွတ်ထားလို့မရဘူးအဲကြောင့်ငါတို့လောက်ရတဲ့နေနဲ့ငါတို့လောက်ရမယ်မအေလို့စစ်မိတ်စာကောင်တွေကိုငါတို့ရတဲ့နေနဲ့တော်လန်ပေးရမယ်စီတဲ့အချိန်လေးနဲ့လှုပ်ပေးရမယ်ဘယ်နိုင်ငံမှာဘယ်နေဘယ်နေရာမှာဘယ်ရောက်မြန်မာပြည်သားဖြစ်လို့ရှိရင်ကိုဘဝကိုမမေ့နဲ့ကိုနိုင်ငံကိုမမေ့နဲ့ကိုအမျိုးကိုလူမျိုးကိုမမေ့နဲ့နော်ကိုလူမျိုးဒုက္ခရောက်လာပြီကိုရဲ့တိုင်းပြည်ဒုက္ခရောက်လာပြီဆိုရင်ကိုပြန်တော့ကူညီဖို့ကာကွယ်ဖို့ကဲတင်ဖို့အရောက်တိုင်းမှာတာဝန်ရှိတယ်နော်အာနာယူရောက်မှတိုင်းငါတို့ထိုင်ကြည့်လို့မရဘူးနော်ငါတို့ထိုင်ကြည့်လို့စင်ငါတို့တွေကခွေးထက်ဆိုတာငါတို့တွေကတာဝန်မကျေဘူးငါတို့တွေကလူမပီတာတော့ဘူးငါတို့တွေကနိုင်ငံသားကောင်းမပီတာတော့ဘူးကွာအဲဆောင်တော်လန်ရေးမနိုင်မချင်းအာနာယူမကြဆုံးမချင်းငါတို့မြန်မာပြည်သူပြည်သား94တန်းမလွတ်မြောက်မချင်းငါတို့သွေးအေးလို့မရဘူးနောက်ဆုတ်လို့မရဘူးအဆုံးပေးလို့လည်းမရဘူးရတဲ့နေနဲ့ဒီအာနာစင်ကိုအမြင့်ဖြတ်မယ်ချိန်မုံးမယ်နော်ငါတို့ဒီတစ်ခါနိုင်အောင်တိုက်မယ်နော်နိုင်တဲ့အထိလည်းငါတို့လှုပ်သွားမယ်စူးစမ်းသွားမယ်ပြည်သူလူထုအားလုံးနော်ထားတော့အိမ်ငိုင်းနေတဲ့သူတွေနော်တကူကောင်းဆိုင်ခွားထိုင်နေတဲ့သူတွေလည်းနော်မိဘပီတာလို့စင်လူပီတာလို့စင်လူကြီးပီတာလို့စင်နော်လူအတွေးနော်လူအတွေးကိုချင်းစာတရားပြီးတော့ဗလဲစာနာစိတ်တွေနော်မွေးပေးကြပါလူအတွေးတွေပြန်ဝင်လာပေးပါနော်တလိပ်ဆန်စိတ်ဓာတ်တွေခွေးစိတ်စိတ်ဓာတ်ဘောမစိတ်ဓာတ်တွေအကုန်လုံးဖျောက်ပါနော်နေတို့တွေအားလုံးနော်လူဖြစ်နေတယ်နေတို့ရတဲ့ကြောက်တွေကလူဖြစ်တယ်နေတို့သားသမီးတွေရှိတယ်နော်နေတို့သားသမီးအတွက်နေတို့လိုလူကြီးတွေနေတို့လိုမိဘပြမလုပ်ပေးလို့စင်ဘယ်သူမှမလုပ်ပေးဘူးနော်ငါတို့ကမလုပ်ဘူးကျန်တဲ့လူတွေလုပ်ပါစီဒါပေမဲ့ဒီတော်လိုင်းရအားလုံးလုံးမအမြန်ဆုံးနိုင်မှာနော်အားလုံးမလုပ်လို့စင်နေမယ်နေလို့စင်မင်းအွန်လိုင်းရောက်မှတိုင်းအာနာယူတွေရောက်မှတိုင်းအရောက်တိုင်းခံရမယ်နော်ဘယ်ခုနှစ်ပဲရောက်ဒီကောင်မသိမချင်းသူဒုက္ခပေးမယ်ဒုက္ခမျိုးစုံနဲ့သူပေးလာမယ်အခုဆိုရင်အသက်80အဖွားကြီးတွေအသက်60အဖွားကြီးတွေအသက်80အဖွားကြီးဝမ်းပြီးတော့ဗဒင်းကျင်းကြတာနော်အဲ့ဒီလိုမျိုးနော်အဲ့ဒီတည်င်းမျိုးတွေကြားတဲ့အချိန်မှာအဖွားကြီးပဲကန်ဆိုးနေတာကိုငါသမီးကိုမထိဘူးငါမိမမထိဘူးမထင်လိုက်နဲ့ရောက်လာမှာပါဒီမအေလို့တွေအသက်ဆိုးစေနေတဲ့၍ဘယ်ခုနှစ်ဘယ်နှစ်ဘယ်လမဆိုနိအိမ်ကိုရောက်မှာပါနော်သူတို့ရောက်မှတိုင်းငါတို့အကလုံးခံရမယ်အဲကြောင့်အကလုံးမခံချင်ဘူးနော်ငါတို့အိမ်မရောက်ခင်ငါတို့ဘယ်လိုမျိုးကြိုတင်ကာကွယ်ရမလဲဆိုတာသူများအာနာစင်ကိုတော်လန်တဲ့အချိန်မှာရနည်းနဲ့ပါဝင်ပါလူအင်အားငွေအင်အားညံအင်အားအုံနောက်အင်အားပါဝင်ပေးကြပါလို့ပြောချင်ပါတယ်အဲ့လောက်ပဲနော်အရေးတော်ပုံအောင်မြင်တဲ့အထိငါတို့ဆက်တော့စ조사သွားမယ်ပို့ပြီးတော့စ조사သွားမယ်လုံးဝအားမစောဘူး